လူဒါနဤစွမ်းဆောင်မှုများဘဝတစ်ခုရလာတဲ့အခါမှာဒါနကောင်းမှုပြုသူနဲ့မပြုသူကွဲပြားခြားနာချက်တွေရှိတယ်လူတွေဟာဘဝရလာတော့လည်းပဲတဦးနဲ့တဦးတူညီမှုမရှိကြအဲ့လိုတူညီမှုမရှိခြင်းဟာလှုပ်ဆောင်မှုတွေကွဲပြားခြားနာခြင်းတော့ဖြစ်တာကိုလှုပ်တာကိုရတာဆိုတာတော့တဘာဝနိယမကြီးအရာအလွန်ထင်ရှားတဲ့အရာသာဖြစ်တယ်လူမျိုးစုနွယ်တွေကြည့်လိုက်မယ်လူချင်းတော့တူကြတယ်လူသားဆိုတဲ့အနေထားအဖြစ်တူညီကြတော့လဲအသိပညာကွဲပြားခြားနာတယ်စိတ်နေသဘောထားတွေကွဲပြားခြားနာတယ်ရုပ်ရည်အဆင့်တွေကွဲပြားခြားနာတယ်အသိဉာဏ်ရှိမှုမရှိမှုဆိုတာကွဲပြားခြားနာတယ်စိစိမ်ဥစ္စာပြည့်စုံမှုမပြည့်စုံမှုဆိုတာတွေလည်းကွဲပြားခြားနာနေကြအဲ့ဒါလို့ကွဲပြားခြားနာမှုတွေဟာဘယ်သူမပြုမိမိမှုဆိုတဲ့အတိုင်းကိုယ်ပေါ်မှာလုံးဝမူတည်နေတယ်ဆိုတာအလွန်ထင်ရှားတဲ့အချက်ပဲဘယ်နိုင်ငံဘယ်လူမျိုးပဲဖြစ်ဖြစ်ဒီကွဲပြားခြားနာမှုတွေရှိနေတာကြီးပဲဆိုပါစို့စီးပွားဥစ္စာတိုးတက်လို့ကြွယ်ဝချမ်းသာတယ်ဆိုတဲ့နိုင်ငံတွေမှာရောလူမွဲမရှိဘူးလားဆိုရှိတာဆင်းရဲမွဲတေတဲ့ပုဂ္ဂိုလ်တွေရှိတာပဲဆိုင်ရာအကြောင်းတရားတွေဆိုတာရှိနေတတ်တယ်ပေါ့အဲ့ဒါလို့အကြောင်းတရားဆိုတဲ့ထဲမှာဝေးလံတဲ့အကြောင်းတရားရှိတယ်လို့အနိကအကြောင်းတရားတွေလည်းရှိတယ်အနိကအကြောင်းတရားကိုလည်းပဲသိရှိဖို့လိုတယ်အဝေးကအကြောင်းတရားကိုလည်းသိရှိဖို့လိုတယ်ဝေသောအကြောင်းနီးသောအကြောင်းဆိုတဲ့အကြောင်းအမျိုးမျိုးတွေပေါ်မှာမူတည်ပြီးတော့လူတွေရဲ့ကွဲပြားခြားနားမှုတွေဟာဖြစ်ပေါ်နေနောင်လည်းပဲဖြစ်ပေါ်နေဥမှာပဲယနေ့ခေတ်မှာလည်းဖြစ်ပေါ်နေသေးပဲလွန်ခဲ့သောကနှစ်ပေါင်းများစွာတုန်းကလည်းပဲအခုလိုပဲကွဲပြားခြားနားမှုတွေဟာရှိခဲ့တာပဲဒါကြောင့်မို့ဘယ်ခေတ်ဘယ်အခါကာလဘယ်အချိန်မှာပဲဖြစ်ဖြစ်ကွဲပြားခြားနားမှုတွေဆိုတာဆက်လက်ဖြစ်ပေါ်နေဥမှာပဲဖြစ်တယ်။ဘာကြောင့်ကွဲပြားခြားနားမှုတွေဖြစ်နေရသလဲဆိုရင်လူတွေရဲ့စိတ်နေသဘောထားတွေကွဲပြားခြားနားကြတယ်။လှုပ်ဆောင်မှုတွေကွဲပြားခြားနားနေကြတယ်။အဲဒီလိုကွဲပြားခြားနားမှုကိုအခြေခံပြီးတော့လူတွေရဲ့ဘဝမှာကွဲပြားခြားနားမှုတွေဖြစ်ပေါ်လာတယ်ဆိုတာဟာစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တိုင်းသိရှိနိုင်တယ်ပေါ့။အလူဒါနရဲ့စွမ်းဆောင်မှုလို့ဆိုတဲ့ထဲမှာအလူဒါနကမိမြအတိုင်းတာအထိစွမ်းဆောင်မှုပေးနိုင်တယ်လေဆိုတာဘုန်းကြီးတို့တွေလက်တွေ့အားဖြင့်သိနိုင်တာရှိတယ်လို့မသိနိုင်တာတွေလည်းရှိတယ်မသိနိုင်တာတွေကြတော့မြတ်စွာဘုရားဟောကြားတဲ့တရားတွေကထုံနှုတ်ပြီးတော့စွမ်းဆောင်မှုဆိုတာဘဝသင်္ကန်းစာတစ်ခုယူတဲ့အနေနဲ့အလူဒါနရဲ့စွမ်းဆောင်မှုကြောင့်ကြီးပွားတိုးတက်လာတဲ့ပုဂ္ဂိုလ်ရဲ့အကြောင်းအရာကိုကြည့်ရှုခြင်းအားဖြင့်အလူဒါနရဲ့စွမ်းဆောင်မှုဟာမြင့်မြတ်ကြီးမားတယ်ဆိုတာဟာသိရှိနိုင်ရတယ်ပေါ့။တမန်အားဖြင့်မိမိတို့ရဲ့တိုးတောင်းလာတဲ့အချိန်ပိုင်းလေးမိမိတို့ပတ်ဝန်းကျင်လေးကိုသာသိနိုင်တဲ့မြင်နိုင်တဲ့လက်တွေ့သိရှိနိုင်တဲ့အနေအထားတစ်ခုဟာကဘာတစ်ခုလုံးကိုခြုံငုံစဉ်းစားနိုင်ခြင်းမရှိလို့မြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးနဲ့သာတချို့ကိစ္စတွေဟာသိနိုင်တာဖြစ်တယ်။သို့သောအကြောင်းအကျိုးဆင်ញင်တတ်တယ်ဆိုလို့ရှိရင်လက်ခံနိုင်စရာအခြေအနေတွေအများကြီးရှိတယ်ဆိုတာထင်ရှားတယ်ပေါ့။ဒီကနေ့ခေတ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လူမျိုးတိုင်းမှာလည်းပဲဒါနကောင်းမှုကိုပြုကြသူတွေရှိသလိုမပြုတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်။ဘာသာတိုင်းမှာလည်းပဲဒါနကောင်းမှုပြုသူတွေရှိသလိုမပြုသူတွေလည်းရှိတယ်။အဲ့ဒီမှာဘာသာတရားရဲ့အဆုံးအမလို့ဆိုတဲ့ထဲမှာဒါနကိုလှုပ်တဲ့လှုပ်ထိုက်တဲ့အရာအဖြစ်ဆုံးမတဲ့ဘာသာတရားရှိသလိုဒါနကိုမလုပ်ရဘူးဘာမှအကျိုးမပေးဘူးလို့ဆိုတဲ့ဘာသာတရားတွေလည်းတစ်ချိန်တစ်ခါတုန်းကပေါ်ထွန်းခဲ့တယ်ပေါ့ခဏခေတ်မှာတော့အဲ့ဒီဘာသာမျိုးမရှိဘူးလို့ထင်ရတယ်ပေါ့ဘာသာဝင်တွေတော်တော်များများဟာမိမိတို့ဘာသာအလျောက်
လှူမှုတန်းမှုဆိုတာလေးတွေလုပ်လို့ရှိကြတယ်ကဘာမှာလည်းပဲဒါနကောင်းမှုပြုတဲ့ပုဂ္ဂိုလ်တွေဟာဘုရားဘာသာဝင်နေတာမဟုတ်ဘဲနဲ့တခြားဘာသာဝင်တွေလည်းဒါနကောင်းမှုလုပ်ကြတယ်နောက်ဆုံးမှာဘယ်ဘာသာကိုမှလက်ခံယုံကြည်ခြင်းမရှိတဲ့ဒီဘာသာမဲ့တွေဆိုတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲဒါနကောင်းမှုကိုတော့ပြုလုပ်နေကြတာကိုတွေ့ရတယ်ပေါ့ဒါကြောင့်မို့လူလောကမှာကွဲပြားခြားနားမှုတွေရှိနေကြမြတ်စွာဘုရားနဲ့ခေတ်ပြိုင်အိန္ဒိယနိုင်ငံမှာတစ်ချိန်တုန်းကပေါ်ထွန်းခဲ့တဲ့ဘာသာအယူဆတွေထဲမှာပြောမယ်ဆိုလို့ရှိရင်ဒါနကောင်းမှုဆိုတာကိုအလှူဒါနကောင်းမှုဆိုတာပြုထိုက်တယ်လို့လူတိုင်းကလက်ခံတာမဟုတ်ဘူးဆိုတာထင်ရှားတယ်သူတို့ရဲ့ဟောပြောချက်တွေကိုကြည့်လိုက်မယ်ဆိုရင်အဇိတကေတကမလဆိုတဲ့ဘာသာရေးခေါင်းဆောင်တူကဘာတွေဟောပြောတော့ဆိုဒါနကိုတိုက်ရိုက်ပယ်မြစ်တဲ့စကားမျိုးသူဘာပြောလဲဆိုရင်ဘတ်တန္တာအာဟုတိယောအိန္ဒိယနိုင်ငံမှာရစ်ပူဇော်တယ်ဆိုပြီးတော့ရစ်ပွဲကြီးတွေအကြီးအကျယ်အလှူဒါနတွေလုပ်ကြတယ်အဲ့ဒီအလှူဒါနတွေနဲ့ပတ်သက်ပြီးသူရဲ့ရှုတ်ချတဲ့စကားကဘာလို့ဆိုရင်ဘတ်တန္တာအာဟုတိယောအဲ့ဒီလိုပူဇော်ပတ်တာပြီးတော့ပူဇော်နေတာတွေဟာနောက်ဆုံးမှာပြာမှာပဲအဆုံးသတ်တယ်လို့ဒီလိုပြောတယ်ဘာမှအကျိုးမရှိဘူးလို့ဆိုလိုတယ်နောက်တစ်ခုသူထင်ရှားတဲ့စကားဘယ်လိုပြောတော့ဆိုရင်ဓာတုပညတ္တံယတိတံဒါနံသူစကားနဲ့ပြောမှဆိုရင်ဒါနဆိုတာဟာတဲ့လူမိုက်တွေသတ်မှတ်ထားတဲ့အရာသာဖြစ်တယ်အလှူဒါနပေးလှူတယ်ဆိုတာလူမိုက်တွေလုပ်တဲ့အလုပ်ပါလို့ဒီလိုထိအောင်နှိမ့်ချပြီးတော့ဆိုပြီးဘာပြောတော့ဆိုဘာလာဒင်းတိပဏိတာကဏ္ဍတိအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကလှူကြတယ်အသိဉာဏ်ရှိတဲ့လူတွေကအဲ့ဒီအလှူဒါနကိုရယူကြတယ်လို့ဒီလိုတောင်မှပဲသူ့ရဲ့အဆုံးအမထဲမှာထည့်သွင်းပြီးတော့ပြောထားတာထင်ထင်ရှားရှားရှိခဲ့အဲ့ဒါလို့ထင်ထင်ရှားရှားပြောတယ်လို့ပဲကုသိုလ်ကောင်းမှုအားလုံးကိုလှုပ်တဲ့တယ်လို့မယူဆတဲ့ဘာသာခိုင်းဝါဒတွေကလည်းမြတ်စွာဘုရားလက်ထက်မှာပဲပေါ်ထွန်းခဲ့သေးတာခဏခေတ်မှာလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်မှတ်တမ်းရှိမှသိရမှတခါတလေကျေပြန့်လာမှလူတွေကသိရှိကြတာဖြစ်လို့အယူဆရေးရအောင်အကုန်သိနိုင်စွာမရှိဘူးပုရဏကတ္တဝဆိုတဲ့ဘာသာရေးခေါင်းဆောင်တူကဘာပြောတော့ဆိုနတ္ထိပုံညာနတ္ထိပုံညတအာဂမောကုသိုလ်ကောင်းမှုဆိုတာရှိကိုမရှိဘူးတဲ့မရှိသည့်အတွက်ကြောင့်ကုသိုလ်ကောင်းမှုလုပ်လဲဘာအကျိုးမှမရနိုင်ဘူးလို့ဒီလိုကံတရားကိုလုံးဝညှင်းပယ်ပြီးကောင်းတာကိုလည်းညှင်းပယ်တယ်ဆိုးတာကိုလည်းညှင်းပယ်ဘာတစ်ခုမှလုံးလို့မရဘူးတတ်နိုင်လို့ရှိရင်ဒါနပေကံလှူဒန်းခြင်းတာယမကိုချင်းသီလကိုထိမ့်သိမ်းစောင့်ရှောက်ခြင်းဆိုတာတွေနဲ့ကုသိုလ်ကောင်းမှုတွေလှုပ်ချင်သလောက်လှုပ်ဘာအကျိုးတူမှဖြစ်ပေါ်လာမှာမဟုတ်ဘူးလို့ဒီလိုဟောပြောတဲ့ပုဂ္ဂိုလ်တွေဟာလေတစ်ချိန်လုံးကပေါ်ထွန်းလာခဲ့ဘူးတဲ့ပေါ့သို့တော့ခဏခေတ်မှာဆိုလို့ရှိရင်ဘုရားဘာသာမဟုတ်တဲ့နိုင်ငံတွေမှာတောင်ဒါနကောင်းမှုပြုတဲ့ပုဂ္ဂိုလ်တွေဆိုတာကြားနေရတယ်ပေါ့မပြုတဲ့နိုင်ငံလည်းရှိကောင်းရှိနိုင်သူတို့ရဲ့အဆုံးအမဩဝါဒတွေအကုန်မသိနိုင်သည့်အတွက်ကြောင့်သာဒါနကိုရှုတ်ချတဲ့ပုဂ္ဂိုလ်တွေရှိကောင်းရှိနိုင်တယ်ဒါနကိုပြုရမယ်ဆိုတဲ့ပုဂ္ဂိုလ်တွေရှိကောင်းရှိနိုင်တယ်တလောတုန်းကကမ္ဘာမှာနိုင်ငံ20ရွေးချယ်ပြီးတော့အလှူဒါနပြုတဲ့နိုင်ငံတွေထဲမှာမြန်မာနိုင်ငံကနံပါတ်1နေရာမှာရှိတယ်မြန်မာနိုင်ငံနဲ့တွဲဖက်ပြီးတော့အမေရိကနိုင်ငံလည်းနံပါတ်1နေရာမှာရှိတယ်နိုင်ငံ20ထဲမှာအလှူဒါနပြုတဲ့ထဲမှာမြန်မာနိုင်ငံကထိပ်ဆုံးမှာရှိတယ်ဒီနေရာမှာတချို့လူတွေကတွေးတောကြံစည်ကြသေးတယ်မျက်မှောက်ခေတ်အခြေအနေကိုကြည့်ပြီးမြန်မာနိုင်ငံဟာဒါနကောင်းမှုတွေဒီလောက်ပြုနေရတဲ့နဲ့ဘာဖြစ်လို့ဆင်းရဲနေရသလဲလို့တချို့ကစောရကတက်ကြတယ်ဒါနကောင်းမှုပြုယုံနဲ့ချမ်းသာလိမ့်မယ်လို့ထင်ပြီးတော့စောရကတက်ထားလိုက်ဖြစ်နိုင်တယ်ပေါ့သို့တော်လည်းဒါနကောင်းမှုဆိုဒီမှာ
မြတ်စွာဘုရားကဒါနတံဗုဒ္ဓာနိဘောဂာနိလူတွေရတဲ့စိစိမ်ဥစ္စာဟာဒါနကိုအခြေခံပြီးတော့ရလာတာလို့ဒီလိုဆိုထားတာဟာဘဝတန်တရားမှာရည်ညွှန်းပြီးတော့မိန့်ကြားတာသာဖြစ်တယ်အခုလူဖြစ်လာတဲ့အချိန်မှာကြီးပွားတိုးတက်မှုဆိုတာဟာတခြားအကြောင်းတွေကိုသာမြတ်စွာဘုရားဟောတယ်ဒါနကောင်းမှုလုပ်ခဲ့မှကြီးပွားတိုးတက်နိုင်တယ်လို့ဒီလိုဆိုလိုတာမဟုတ်ဘူးဒါနကောင်းမှုရဲ့အထောက်အကူရလာပြီဆိုရင်လူဟာဆိုပါစို့မွေးလာကြတဲ့ကကြွယ်ဝချမ်းသာတဲ့မိသားစုထဲမှာရောက်လာတဲ့ကလေးတွေအများကြီးရှိတာပေါ့မွေးလာတဲ့အချိန်မှာဆင်းရဲတဲ့အိမ်ရောက်သွားတဲ့မိသားစုကလေးတွေရှိသလိုလူတွေရှိသလိုချမ်းသာကြွယ်ဝတဲ့အိမ်ရောက်သွားအဲ့ဒီချမ်းသာကြွယ်ဝတဲ့မိဘအိမ်မှာသွားပြီးတော့လူဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေလို့ဆိုတာခံမှန်းကြည့်လို့ရတယ်သို့မဟုတ်မိမိကိုယ်တိုင်ရွေးချယ်လာတာဆိုတာမဖြစ်နိုင်လူသားတွေဟာအလုံးဟာရွေးချယ်ခွင့်ရှိလို့ရွေးချယ်ကြမယ်ဆိုရင်ချမ်းသာတဲ့အိမ်ကိုရွေးပြီးတော့သွားကြမှာပဲဖြစ်တယ်ပေါ့အဲ့ဒါလို့ရွေးချယ်ခွင့်မရှိလို့မိမိတို့ကြာရအိမ်မှာမွေးဖွားကြရတာဆိုတော့အတိတ်ကအကြောင်းတရားတစ်ခုအကြောင်းမဲ့ဖြစ်တာမဟုတ်ဘူးဆိုလို့ရှိရင်တော့အကြောင်းတရားတစ်ခုဖြစ်ရှိနိုင်အဲ့ဒီအကြောင်းဟာဘာလို့ဆိုရင်ကိုယ်တိုင်လုပ်ခဲ့တဲ့ဌာနကောင်းမှုပဲလို့ဒီလိုခံမှန်းပြီးတော့စဉ်းစားဉာဏ်နဲ့သိရှိနိုင်တယ်ပေါ့သိရှိနိုင်တယ်ပစ္စုပန်ဘဝမှာချမ်းသာကြွယ်ဝမှုဆိုတဲ့နေရာကြတော့မြတ်စွာဘုရားကဟောထားတာလှုပ်ကြိုးစားတယ်အသိဉာဏ်ရှိတယ်လောက်ကင်တတ်တယ်လုံလနဲ့ဝိရိယရှိတယ်အသိပညာရှိတယ်ဆိုလို့ရှိရင်ချမ်းသာကြွယ်ဝနိုင်တာပဲစီးပွားရေးပညာတွေသင်ယူကြပြီးတော့စီးပွားကြိုးစားအားထုတ်ကြတော်တော်များများဟာမကြည်ပွားဘူးဆိုတာတွေကမချမ်းသာဘူးလို့ဆိုတာတွေဟာမကြိုးစားတဲ့လူတွေပဲများတယ်အကယ်၍သာတတိထားပြီးကြိုးစားအားထုတ်ကြမယ်ဆိုရင်ချမ်းသာနိုင်တဲ့အနေအထားမျိုးတွေရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားကချမ်းသာကြွယ်ဝဖို့ဆိုတဲ့နေရာမှာဒါနကောင်းမှုကိုအဓိကထားပြီးထဲ့မပြောပဲနဲ့လူဘဝမှာလူဖြစ်လာပြီဆိုလို့ရှိရင်နံပါတ်1ကဘာတော့စီးပွားရေးမျက်စိရှိကြမယ်လို့ဒီလိုဟောစီးပွားရေးမျက်စိဆိုဒီမှာနော်အယောင်းဝယ်နဲ့ဆိုင်ရာစီးပွားလုပ်တတ်တဲ့ပညာမျက်စိကိုဆိုလိုတယ်ပေါ့ဘယ်လုပ်ရင်ချမ်းသာကြွယ်ဝနိုင်တယ်ဘယ်လုပ်ဟာနော်အရင်ဘလောက်ကြတယ်အမြတ်ဘလောက်ရှိတယ်ဆိုတဲ့စီးပွားရေးနည်းပညာအလွန်ကျယ်ပြန့်တဲ့စီးပွားရေးနည်းပညာမိမိကြီးပွားတိုးတက်နိုင်တဲ့လုပ်ငန်းတစ်ခုကိုရွေးချယ်ပြီးတော့ကြိုးကြိုးစားစားလုပ်မှုဒါအရေးကြီးသုတ္တန်တစ်ခုမှာမြတ်စွာဘုရားဟောထားတဲ့စက္ခုမှာစီးပွားရေးအမြင်ရှိရမယ်တဲ့အမြင်ရှိတဲ့ပုဂ္ဂိုလ်တွေကြီးပွားတာပဲအမြင်ရှိုံနဲ့ကြီးပွားလာဆိုအမြင်ရှိတဲ့နောက်မှာဝိဓုရသူများတဲ့ကြိုးစားတဲ့ဆိုတဲ့လုံလဝိရိယရှိရမြန်မာနိုင်ငံမှာပဲတချို့ဆိုရင်အသက်အစိတ်30လောက်တင်မဲ့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်ရောက်နေကြတယ်။ဘာဖြစ်လို့လို့ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေဟာပင်ကိုယ်ကမိဘကချမ်းသာလို့ချမ်းသာတာမဟုတ်ဘဲနဲ့သူတို့ရဲ့ကြိုးစားအားထုတ်မှုကြောင့်ချမ်းသာတယ်ဆိုတာအမတန်မှထင်ရှား။မြန်မာနိုင်ငံမှာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေရဲ့အထုပ္ပတ္တိကိုတည်တည်ချာချာလေးလံဆန်းစစ်ကြည့်မယ်ဆိုရင်စီးပွားရေးအမျှော်အမြင်ရှိပြီးကြိုးစားအားထုတ်မှုဟာအဓိကဖြစ်နေမြတ်စွာဘုရားဟောထားတဲ့အထက်မှာစက္ခုမှာအမြင်ရှိရမယ်ဝိဓုရသူများတဲ့လုံလဝိရိယကောင်းနိတ္တယတမ္ပန္နအမိကောင်းရှိရဒါဟာလိုအပ်တဲ့အချက်တွေစီးပွားဖြစ်လာပြီဆိုရင်ဒီအချက်တွေဟာအရေးပါတယ်ဆိုတာအမှန်တမ်းထင်ရှားထို့တူပဲမြတ်စွာဘုရားဒီဘဝကြီးပွားတိုးတက်ဖို့အတွက်ကဥဋ္ဌာဏတံပရာလုံလဝိရိယကြီးမားစွာကြိုးစားအထောက်မှုဆိုတာထိတ်တန်းတင်ပြီးတော့ပြောတယ်ကြိုးစားဆိုတဲ့အထဲမှာဘာတွေပါတော့ဆိုလုပ်ငန်းကျွမ်းကျင်မှုပါတယ်ဤပညာဤစနစ်ကောင်းတာပါတယ်ဇွဲကောင်းတာပါတယ်အဲ့တော့ကြိုးစားအထောက်မှုဆိုတဲ့အထဲမှာကျွမ်းကျင်မှုကလည်းပါတယ်ကျွမ်းကျင်မှုရှိဖို့လိုတယ်ဤပညာကောင်းဖို့လည်းလိုတယ်ဇွဲကောင်းမှုလည်းလိုတယ်ဆိုတော့အဲ့ဒီအချက်၃ချက်နဲ့ကြိုးစားအထောက်မယ်ဆိုရင်စီးပွားဥစ္စာဆိုတာတိုးတက်လာတာပဲမြန်မာလူမျိုးတွေဒါနလုပ်ပြီးတော့ဒီ
မကြည့်ပွားဘူးလို့ဆိုတာကိုခြုံငုံသုံးသပ်ပြီးတော့ကြည့်မယ်ဆင်းရဲတဲ့လူတွေရှိနေသေးတယ်ဆိုတာကြည့်မယ်ဆိုရင်ဘာကြောင့်ဆင်းရဲနေသလဲလို့ဆိုလို့ရှိရင်အသုံးနဲ့အဖြုံးကိုနားမလည်လို့ဆင်းရဲတယ်လို့ရေပုံရအဖြစ်ပြောလို့ရနိုင်တယ်နော်ဒါနကောင်းမှုဘလောက်ပဲရှိရှိအသုံးဖြုံးမတတ်ဘူးဆိုရင်ချမ်းသာတဲ့လူလည်းဆင်းရဲသွားနိုင်တာပဲဒါကကုသိုလ်မရှိလို့မဟုတ်ဘူးဒါနကြောင့်ဆင်းရဲတာမဟုတ်ဘူးဆင်းရဲခြင်းအကြောင်းကအသုံးအဖြုံးကြီးမားခြင်းပဲဖြစ်တယ်မြန်မာလူမျိုးမှမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်ကဗာရာဏသီတထေးသားဆိုလို့ရှိရင်ဘာလုပ်လဲဂရေ80ကျွယ်ဝတယ်ချမ်းသာတယ်နေတဲ့ပစ္စည်းဥစ္စာတွေမဟုတ်ဘူးသူ့ရဲ့ဇနီးကပါလာတဲ့ပစ္စည်းဥစ္စာကဂရေ80သူကဂရေ80အဲ့ဒါလောက်ထိအောင်ကျွယ်ဝချမ်းသာတဲ့တထေးဟာတဘဝတာလေးတောင်မခံဘူးအသက်ရွယ်ကြီးတဲ့ဘဝမှာခွက်လက်ဆွဲပြီးတောင်းစားရတဲ့သရောင်းစားဘဝရောက်သွားတဲ့ဆိုတဲ့ဇာတ်လမ်းတွေတောင်ရှိတယ်အဲ့ဒါဟာဒီချမ်းသာပါလေရဲ့ပြန်ပြီးတော့မွဲသွားတယ်ဆင်းရဲသွားတယ်ဆိုတာကိုယ်နဲ့သာသက်ဆိုင်တယ်ပေါ့ကိုယ့်ရဲ့လုပ်ရတွေမမဟုတ်သည့်အတွက်ကြောင့်ဇီဝဥစ္စာပြည့်ချင်းအကြောင်းတွေမြတ်စွာဘုရားဟောထားတာရှိတယ်နော်သူရာဒုဒ္ဒတဲ့ရစ်မှုတွေပေါ်မှာဒီအချိန်ဖြုံးတာအခဒုဒ္ဒအကစားဖက်တာအချိန်ဖြုံးတာမြန်မာနိုင်ငံမှာလည်းပဲနှလုံးဒီဆိုပြီးတော့ထိုးလိုက်ကြလို့ဆင်းရဲသွားတဲ့လူတွေအများကြီးရှိတာပဲအဲ့ဒါလို့အကစားဖက်ပြီးလှုပ်တဲ့ပုဂ္ဂိုလ်တွေဆင်းရဲမွဲတေမှုတွေနဲ့ကြုံသွားတယ်အတောင်စားဖက်ပြီးတော့အတောင်စားကျူးတဲ့ပုဂ္ဂိုလ်တွေလည်းမွဲသွားတာဒါတွေကတခြားအကြောင်းကြောင့်ဖြစ်တာအဲ့တော့ချမ်းသာခြင်းအကြောင်းကိုစီးပူးအထောက်ရမှာကြိုးစားအထုတ်လို့စီးပွားဥစ္စာတိုးတက်လာပြီဆိုတဲ့အခါမှာအာရခတမ္မရာထိမ့်သိမ်းဆောင်ရှောက်မှုအလွယ်လင်းမရှိအောင်လှုပ်တတ်ကြင်တတ်မှုဟာအရေးကြီးတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကလူဘဝမှာစီးပွားဥစ္စာတိုးတက်ဆောင်ရွက်ဖို့ဆိုတဲ့နေရာမှာဒီစနစ်တွေကိုပေးထားတာရှိတယ်ဆင်ញင်တုံတရားရှိတဲ့မိသားစုတဲ့အိမ်မှာမိမိတို့ရဲ့မိသားစုစီးပွားပြုစုပြောထောင်ပြီဆိုလို့ရှိရင်ရထားတဲ့ပစ္စည်းဥစ္စာကို၄ပုံပုံဆိုပါစို့ဝင်ငွေကို၄ပုံပုံတပုံကို emergency ထားတကယ်အရေးကြီးလာတဲ့အခါအသုံးပြုဖို့တပုံကိုဖယ်ထားရမယ်တပုံဖယ်ထားပြီးတော့တပုံကိုနေ့စဉ်စားသုံးတဲ့နေရာမှာအသုံးပြုလို့ကြံတဲ့နှစ်ပုံကိုတော့တိုးတက်ရေးအတွက်ဆက်လက်ပြီးတော့စီးပွားရှာဖို့အတွက်အသုံးပြုရမယ်ဒီစနစ်အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်ဆင်းရဲမွဲတေစရာအကြောင်းမရှိဘူးဆင်းရဲမွဲတေခြင်းအကြောင်းဟာဒီမလုတ်တတ်မကင်တတ်တဲ့စနစ်တကျမသုံးခြင်းအသုံးနဲ့အဖြုံးကိုနားမလည်ခြင်းသာလျှင်ဆင်းရဲမွဲတေခြင်းအကြောင်းဖြစ်တယ်ပေါ့ဒီမန္တလေးမြို့မှာနေမဲ့ဘုန်းကြီးတို့နဲ့သိတဲ့ငယ်တဲ့ကနောက်ကျောင်းတွေဆောက်ပြီးကျောင်းအမဖြစ်သွားသူဟာသူ့ဘဝကိုပြန်ပြောပြတာကိုနားထောင်ဘူးတယ်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတိုင်းပြည်ပြန်ပြီးထူထောင်တဲ့အချိန်မှာဒီသူ့လက်ထဲမှာငွေလေး5ချက်ပဲရှိတယ်တဲ့အဲ့ဒီငွေလေး5ချက်ကိုဒီပဲမြစ်ကိုပြုတ်ပြီးတော့အရက်ထဲမှာလဲပြီးတော့ရောင်းခဲ့ရတယ်ဆိုတဲ့အကြောင်းသူပြောပြအဲ့ဒီလိုပဲမြစ်ကိုပြုတ်ပြီးရောင်းရင်းဝယ်ရင်းကနေပြီးတော့စီးပွားကိုစုဆောင်းရှာလိုက်တာနောက်ဆုံးမှာမြန်မာနိုင်ငံမှာစိန်ရွှေရတနာပိုင်နဲ့မြို့သမီးတဦးထီအောင်ဖြစ်သွားတယ်ဒါကပုံပြင်မဟုတ်ဘူးတကယ်မန္တလေးမှာဒီလိုအကြောင်းအရာတွေရှိတယ်ဘာဖြစ်လို့ဖြစ်တာတော့ဆိုစဉ်းစားကြည့်နိမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းဥဋ္ဌာဏတမ္ပရာကြိုးစားတယ်အာရခတမ္ပရာအလေလွင့်မရှိအောင်ထားတယ်သမဇီဝိတာဝင်ငွေထွက်ငွေမျှမျှတတာသုံးဆွဲတတ်တယ်နေတယတမ္ပန္နကလျာဏမိတ်တတာမိတ်ကောင်းဆွေကောင်းနဲ့ပေါင်းသင်ရှိတယ်ဆိုတော့အဲ့ဒီအင်္ဂါအချက်လက်တွေနဲ့ပြည့်စုံမယ်ဆိုရင်လူဘဝကြီးပွားတိုးတက်မှုတွေဖြစ်နိုင်တယ်အဲ့တော့ဗုဒ္ဓဘာသာဝင်တွေဟာမြ
မြတ်စွာဘုရားရဲ့အဆုံးအမမှာဒီလိုရှိပါရဲ့တန်းနဲ့ဒီစနစ်ကိုမလိုက်နာပဲနဲ့စီးပွားဥစ္စာတိုးတက်ဖို့သာမျှော်လင့်ပြီးတော့နေတယ်ဆိုလို့ရှိရင်တော့လွဲမှားနေသေးတယ်လို့ဒီလိုပြောစီးပွားဥစ္စာတိုးတက်ခြင်းရဲ့အကြောင်းကိုလောက်အောင်ကျမ်းမာခြင်းနဲ့လူကတော့ပါဇက်ကတော့ကျမ်းမာခြင်းနဲ့ကျမ်းမာခြင်းလို့ရှိရင်ဘာလို့ကျမ်းမာခြင်းလို့ရှိရင်ကျမ်းမာအောင်နေတတ်ရမယ်စားတတ်ရမယ်ဒီလိုဆိုလို့ရပေါ့အနုဘောဆိုရင်ကျမ်းမာခြင်းနဲ့လို့ဘုရားရှိဆုတောင်းပြီးတော့မတဲ့တာလဲစားတယ်အနေထိုင်မတတ်ဘူးမစင်ញင်ဘူးကျမ်းမာရေးအထောက်အကူမဖြစ်တာတွေလုံနေတယ်ဆိုလို့ရှိရင်ဘယ်တော့မှကျမ်းမာလာမှာလည်းမဟုတ်ဘူးပေါ့ကျမ်းမာလာခြင်းနဲ့ဆိုရင်အဓိကလူတွေမှာမသင့်တော်တဲ့အစားအစာကိုရှောင်ရှားဖို့သင့်တဲ့အစားအစာကိုမျှတရုံစားဖို့ဆိုတာဟာအဓိကကြတယ်လို့မြတ်စွာဘုရားအဆုံးအမတွေထဲမှာဒီလိုဟောထားတာရှိမကျမ်းမာဘူးဆိုတဲ့လူတွေတော်တော်မကျမ်းမာဘူးဆိုတဲ့လူအများစုကိုပေါ့နော်ပင်ကိုယ်ကကျမ်းမာရေးချို့တဲ့လူလည်းရှိနိုင်တယ်မကျမ်းမာဘူးဆိုတဲ့အများစုအစားအသောက်မစင်ကြင်တဲ့ပုဂ္ဂိုလ်တွေဖြစ်တတ်တယ်ပေါ့မစင်ကြင်သည့်အတွက်ကြောင့်ကျမ်းမာရေးတွေထိခိုက်လာတယ်အနေတိုင်းမသိတော်သည့်အတွက်ကြောင့်ကျမ်းမာရေးတွေထိခိုက်လာတယ်ဆိုတာမျိုးတွေကရာခိုင်နှုန်းများတယ်လို့ဒီလိုပြောဒါကြောင့်မို့ကျမ်းမာခြင်းနဲ့ဆိုရင်ကျမ်းမာရေးလိုက်စားဖို့စားတော့မိမိနဲ့တင့်တော်တဲ့အစားအသောက်ကိုသာစားဖို့တင့်တော်တာဖြစ်တော်လဲအတိုင်းအတာတစ်ခုနဲ့စားဖို့ဒါဟာအင်တန်မှအရေးကြီးတဲ့အချက်တစ်ခုပဲထို့တူပဲအသက်ရှည်ခြင်းနဲ့ဆိုအသက်ရှည်ပါရစေလို့တောင်းတနေလို့မဖြစ်ဘူးအသက်ရှည်ခြင်းရဲ့အကြောင်းဆိုတာတင့်တော်တဲ့ရာသီဥတုနဲ့နေမယ်တင့်တော်တဲ့အစာအာဟာရတွေစားမယ်ကိုကျင့်သီလလုံခြုံစွာထိမ့်သိမ်းဆုံးရှောက်မယ်အရာရာဆင်ញင်တုံတရားနဲ့နေမယ်ဆိုဟောတာအသက်ရှည်ခြင်းအကြောင်းတွေမြတ်စွာဘုရားကိုယ်တိုင်ကလည်းဒါတွေဟာအသက်ရှည်ခြင်းအကြောင်းပဲလို့တပ္ပယကာရီကိုယ်ဘဝနဲ့တင့်တော်တဲ့အနေအထားမျိုးတိုင်းနေတယ်ထိုင်တယ်လှုပ်တယ်ကိုင်တယ်တပ္ပယေမတ္တကာရီကိုယ်နဲ့တင့်တော်တယ်ဆိုတဲ့နေရာမှာလည်းအတိုင်းအတာတစ်ခုနဲ့လှုပ်တယ်အစာကျင့်ညက်တဲ့အစာအစာတွေကိုသာစားတယ်ကိုကျင့်သီလပြည့်ဝတယ်လို့ကိုကျင့်သီလထိန်းသိမ်းစောင့်ရှောက်တယ်ဆိုဒါဟာအသက်ရှည်ခြင်းအကြောင်းတရားတွေနော်အဲ့ဒါလို့ဆိုင်ရာအကြောင်းတရားတွေဟာရှိနေပြီးသားဖြစ်တယ်ပေါ့အဲ့ဒီရှိနေပြီးသားဖြစ်တဲ့အကြောင်းတရားတွေအတိုင်းလိုက်နာကျင့်သုံးဖို့ဟာအရေးကြီးမြတ်စွာဘုရားရဲ့အဆုံးအမလက်တွေ့ကျင့်သုံးရမှာဖြစ်တယ်မြန်မာနိုင်ငံအများစုကဆင်းရဲနေကြခြင်းဟာအသုံးနဲ့အဖြုံမသိခြင်းပဲသုံးတာလားဖြုံးတာလားကိုယ်နဲ့အတိုင်းအတာတစ်ခုအရာလောက်ကင်ဆောင်ရွက်နိုင်မှုရှိဖို့အမှန်တမ်းမှအရေးကြီးတာပေါ့ဒါကြောင့်မို့တချို့ကလည်းလောဘရှိမှချမ်းသာတယ်လို့ထင်ကြတယ်လောဘဟာချမ်းသာစေတတ်တဲ့အကြောင်းတရားမဟုတ်ဘူးချမ်းသာစေတတ်တဲ့အကြောင်းကဝိရိယနဲ့အသိပညာသာဖြစ်တယ်ပညာနဲ့လုံလနဲ့ပေါင်းစပ်ပြီးအလုံးလုံးမှချမ်းသာနိုင်တာလောဘရှိုံနဲ့ချမ်းသာတာမဟုတ်ဘူးဒါကြောင့်မို့ချမ်းသာကြွယ်ဝခြင်းရဲ့အကြောင်းတရားဟာစီးပွားရေးပညာနဲ့ကြိုးစားအထောက်မှုသာဖြစ်တယ်ပေါ့အဲ့ဒါလို့ဆိုင်ရာအကြောင်းတရားတွေကိုကြာကြာနာနာသိထားဖို့လိုအပ်တယ်ပေါ့ကိုယ့်ရဲ့နေစဉ်ဘဝရသော်ဘုရားရဲ့ဆုံးမတိုင်းလေးပုံပုံတစ်ပုံပဲစားမယ်တစ်ပုံကို emergency အသုံးလိုတဲ့အခါသုံးဖို့ထားမယ်နှစ်ပုံပဲအရင်နှီးပြုမယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာဒီနှစ်ပုံရှုံးသွားအောင်တစ်ပုံသူ့စီမှာကျမ်းနေတော့ကျွေးမတင်ဘူးပေါ့ကို့မှာတခုခုခြေမဲ့ဒီမဖြစ်တော့လက်မဲ့မဖြစ်တော့ကို့မှာစီးပွားဥစ္စာကို့မှာရှိနေသေးတယ်ဆိုရယ်အဲ့ဒါလို့ဘုရားရဲ့အဆုံးအမတိုင်းဘုရားဘာသာဝင်တွေလိုက်နာကျင့်သုံးမယ်ဆိုရင်မချမ်းသာတောင်ဆင်းရဲတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်နိုင်ဘူးလို့ဆင်းရဲတဲ့ပုဂ္ဂိုလ်ဖြစ်နေခြင်းဟာအသုံးနဲ့အဖြုံမကွဲခြင်းကြောင့်အဖြုံးတွေများပြီးတော့အသုံးကနည်းနေလို့ဒီလိုဖြစ်တာလို့တွက်ချက်လို့ရတယ်ပေါ့သို့တော်ဒါနရဲ့ဆွမ်းဆောင်မှုဆိုတာလောကမှာမရှိဘူးလားလို့ဆိုရှိမြန်မာလူမျိုးတွေဟာဒီကနေ့ခေတ်မှာကမ္ဘာမှာဒါနအလွန်များတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဒါနအလွန်များတဲ့အခါမှာ
ဒါနလှုပ်တာတောင်မှပဲအသိပညာနဲ့လှုပ်ဖို့လိုအပ်တယ်အဖြုံးဒါနမျိုးတော့မဖြစ်သင့်ဘူးအသုံးနဲ့အဖြုံးနဲ့ကိုက်ညီတဲ့အကျိုးသက်ရောက်မှုကိုဖြစ်ပေါ်စေတတ်တဲ့ဒါနမျိုးတွေပို့ပြီးတော့လုံးသင်လုံးထိုက်တယ်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကလည်းဒါနကောင်းမှုလုပ်ပြီးဆိုရင်အသုံးလားအဖြုံးလားဆိုတာကိုကြည့်ပြီးတော့အသုံးကြဖြစ်ဖို့လိုအပ်ချက်ကိုဖြည့်ဆည်းတဲ့ဒါနမျိုးပါရမီဒါနမျိုးတွေဖြစ်ဖို့အင်တန်မှအရေးကြီးတာပေါ့လောကလူတွေရဲ့ကြီးပွားတိုးတက်မှုနဲ့လူတွေရဲ့ဆန္ဒမှာလူတွေရဲ့စွမ်းရည်၄မျိုးရှိတယ်လို့ကြည့်ရစွမ်းရည်၄မျိုးဆိုတာဘာလို့ဆိုရင်နံပါတ်1ကတတ္ထာဆိုတာယုံကြည်မှုဟာစွမ်းအားတစ်ခုပဲပေါ့ယုံကြည်မှုစွမ်းအားတစ်ခုရှိကြနောက်တစ်ခုကဘာလို့ဆိုရင်ယုံကြည်မှုပေါ်မှာအခြေခံပြီးတော့သီလကိုချင်းတရားဟာလည်းအမှန်မှအရေးကြီးတာကိုချင်းတရားပြည့်စည်နေတယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဟာကောင်းကျိုးချမ်းသာရနိုင်မှုမရှိဘူးအရာထဲမှာကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်လူတွေရဲ့ကိုချင်းသိက္ခာပြည့်ဝတဲ့ပုဂ္ဂိုလ်မျိုးသာလင်အရာလူတွေကလည်းပဲလေးစားကြမှာဖြစ်တယ်ပေါ့ကိုချင်းသီလဆိုတာလည်းအရေးကြီးတဲ့အရာတစ်ခုနောက်တစ်ခုကပညာအဲ့ဒီပညာဆိုတာတော့အစစအရာရာလောကီကိစ္စပဲဖြစ်စေလောကုတ္တရာကိစ္စပဲဖြစ်စေအစရရာဆင်ញင်သုံးသပ်တတ်တဲ့အသိပညာမျိုးဟာလောကမှာအရေးကြီးဆုံးပဲတရားလည်းရှိတယ်သီလလည်းရှိတယ်ပညာလည်းရှိတယ်ဆိုပါစို့ဒါတွေဟာလူတွေရဲ့ကြီးပွားတိုးတက်မှုအတွက်ဘဝခရီးမှာအစဉ်ပြေစေနိုင်တဲ့အကြောင်းတရားတွေသာဖြစ်တယ်တရားရှိသည့်အတွက်ကြောင့်ကုသိုလ်ရေးစိတ်ဝင်စားတယ်သူတော်ကောင်းတွေရဲ့အဆုံးအမကိုလိုက်နာတယ်ဘုရားအဆုံးအမကိုလိုက်နာတယ်တရားရှိသည့်အတွက်ကြောင့်စိတ်ဟာကြည်နူးတယ်ကြည်လင်းတယ်မကောင်းတဲ့အလုပ်လုပ်ဖို့စိတ်မကူးဘူးတရားရှိတဲ့ပုဂ္ဂိုလ်ဟာကောင်းတဲ့အလုပ်တွေကိုလုပ်ဖို့တန်ဖိုးရှိတာတွေကိုမျက်မျက်နှိုးနှိုးရှိတတ်တယ်တရားရှိနေသည့်တရားရှိသည့်အတွက်ကြောင့်ကိုချင်းသီလလည်းရှိလာတယ်ကိုချင်းသီလဆိုတာအ ਨੇ ဆုံးလူတွေစောင့်တည်လိုက်တဲ့၅ပါးသီလတချို့က၅ပါးသီလကိုပဲဒီ၅ပါးသီလပေါ်မှာပဲအမြင်တစ်မျိုးရောက်ကြတယ်ပေါ့၅ပါးသီလသည်ကြီးပွားတိုးတက်ခြင်းရဲ့ဒီအဟန္တာဖြစ်တယ်လို့ထင်လာလောကမှာရာဇဝမှုဆိုတာတွေကိုလိုက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သီလကျိုးတာတွေသာရာဇဝမှုလို့ခေါ်တာနော်လူသားမှုဆိုတာပါဏာတိပါဒနဲ့ပတ်သက်တယ်ခိုးမှုဝဲမှုဓမြတိုက်မှုဖောက်ထွင်းမှုဆိုတာတွေအရိဏဒါရနဲ့ပတ်သက်တယ်မဒိဋ္ဌမှုဆိုတာတွေကကာမိတုမိစ္ဆာစာရနဲ့ပတ်သက်တယ်လိမ်မှုညာမှုဆိုတာတွေကမုသဝါဒနဲ့ပတ်သက်တယ်မူရည်စေဝါပြစ်မှုဆိုတာသူရမေရိယနဲ့ပတ်သက်လိုက်ကြည့်မယ်ဆိုရင်အပေါ်ယံတာမန်တွက်ကြည့်လိုက်ရင်ပဲရာဇဝမှုဆိုတာတွေဟာ၅ပါးသီလထဲမှာအကုန်ပါနေတယ်ပေါ့နော်အကယ်၍သာ၅ပါးသီလလုံးမယ်ဆိုရင်ဒီရာဇဝမှုတွေဟာလူသားမှုဆိုတာလည်းမရှိနိုင်တော့ဘူးခိုးမှုဝဲမှုလူရဲမှုတိုက်ခိုက်မှုဆိုတာလည်းမရှိဘူးမဒိဋ္ဌမှုဆိုတာလည်းမရှိတော့လိမ်လီလိစားသွားမှုဆိုတာလည်းမရှိဘူးမူရည်စေဝါရောင်းဝယ်မှုဆိုတာမျိုးတွေတောက်စားမှုဆိုတာမျိုးတွေလည်းမရှိတော့အဲ့ဒါလို့ကိုချင်းသီလရဲ့ဒီစွမ်းဆောင်မှုဟာလည်းကြီးမားတာပဲတရားရဲ့စွမ်းဆောင်မှုရှိသည့်အတွက်ကြောင့်ကုသိုလ်ကောင်းမှုတွေလုပ်ဖြစ်တယ်နော်ကုသိုလ်ကောင်းမှုတွေလုပ်ဖြစ်တယ်ကောင်းတဲ့အလုပ်တွေပေါ်မှာစိတ်ဝင်စားတယ်သီလရဲ့စွမ်းဆောင်မှုကြောင့်ဒုစရိုက်တွေကရှောင်တယ်ရာဇဝမှုတွေကင်းဝေးတယ်ပညာရဲ့စွမ်းဆောင်မှုကြောင့်အသိပညာရဲ့စွမ်းဆောင်မှုဟာအလွန်ကြီးမားပြီးတော့စစရာရာတိုးတက်မြင့်မားလာနိုင်တယ်လို့လူတိုင်းမှာတရားရှိအောင်သီလရှိအောင်အသိပညာထက်မြက်အောင်ကြိုးစားအားထုတ်ရမယ်ဒီအရေးချင်းတွေဟာအရေးပါတယ်ပေါ့အဲ့ဒါလို့အရေးပါတဲ့အရေးချင်းတွေကိုသာမိမိတဏ္ဍာမှာရှိအောင်ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်အဲ့ဒါလို့ကြိုးစားအားထုတ်မှုဟာဘဝခရီးကိုရှောင်လန်းတဲ့အခါမှာအစစ်မြင့်မြင့်ရှောင်လန်းနိုင်ဖို့အတွက်တရားစွမ်းအားရှိရမယ်သီလတွေရှိရမယ်ပညာရှိရတရားရဲ့စွမ်းဆောင်မှုသီလရဲ့စွမ်းဆောင်မှုပညာရဲ့စွမ်းဆောင်မှုဟာလူဘဝမှာထွန်းပြောင်စေနိုင်တဲ့
လူထဲမှာအထက်တန်းကြတဲ့လူဖြစ်စေနိုင်တယ်ဆိုအင်တာမထင်ရှားတယ်ပေါ့သို့တော်လည်းဒီထဲမှာဖြည့်ဆည်းရမယ့်စွမ်းအားတစ်ခုကဘာလဲတရားလည်းရှိပါရဲ့ကိုကျင့်သီလလည်းရှိပါရဲ့အသိပညာလည်းထက်မြက်တယ်ဆိုတဲ့ထဲမှာဖြည့်ဆည်းပေးရမှာဘာလဲလို့ဆိုရင်စာကဆိုတဲ့အလှူဒါနပဲဖြစ်တယ်ပေါ့စာကဆိုတာစွန့်လွတ်မှုကိုပြောတာအဲ့ဒီစွန့်လွတ်မှုဆိုတဲ့စာကရဲ့ဒီအဟံအတားကဘာလဲလို့ဆိုရင်လူတွေရဲ့စိတ်ထဲမှာမစ္စရိယဆိုတဲ့တရားဟာမွေးရပါအနေထားအဖြစ်တော်တော်များများမှာရှိနေတတ်တယ်ပေါ့ပုရုဇဉ်မှန်သမျှမစ္စရိယဆိုတဲ့တရားဟာအနည်းနဲ့အများရှိနေတတ်တယ်အဲ့ဒီရှိနေတဲ့မစ္စရိယရဲ့သဘာဝတရားကိုသိထားဖို့လိုအပ်တယ်မစ္စရိယဆိုတဲ့စကားလုံးကအားတော့နှမျောတွန့်တိုခြင်းဆိုတဲ့မြန်မာလိုပြန်တော့နှမျောတွန့်တိုခြင်းဒါရင်အဓိပ္ပာယ်ပေါ်လားဆိုမပေါ်ဘူးဒီလောက်လေးနဲ့အဓိပ္ပာယ်မပေါ်ကိုပစ္စည်းပဲကိုနှမျောမှာပေါ်လို့ပြောလို့ရတာပဲအဲ့တော့မစ္စရိယရဲ့အဓိပ္ပာယ်လူရင်းကဘာတော့ဆိုအခွင့်အရေးမှန်သမျှကိုတယောက်တည်းပဲလက်ဝကြီးအုပ်ချင်တယ်တခြားလူတွေကိုဘာအခွင့်အရေးမှမပေးချင်တဲ့သဘောကိုမစ္စရိယလို့ခေါ်တယ်ကိုတယောက်တည်းပဲအောင်မြင်နေတယ်တခြားလူတွေအောင်မြင်မှုကိုမလိုလားဘူးကိုတယောက်တည်းပဲကြီးပွားခြင်းနဲ့တခြားလူတွေကြီးပွားတာကိုမလိုလားဘူးကိုတယောက်တည်းပဲရုပ်အဆင်းလှပခြင်းနဲ့တခြားလူတွေကိုလိုလှပတာကိုမလိုလားဘူးကိုတယောက်တည်းပဲနာမည်ကြီးခြင်းနဲ့တခြားလူတွေနာမည်ကြီးလာမှာကိုမလိုလားဘူးဆိုတဲ့အဲ့ဒီလိုတွန့်တိုမှုမျိုးကိုမစ္စရိယလို့ခေါ်တာအဲ့ဒီစိတ်ဓာတ်ကရှိတတ်တယ်ဆိုလိုတာကတော့ဥတိုတယ်လို့ပြောရမလားမသိဘူးဥတိုတယ်ပေါ့ဥတိုတယ်ဆိုတာကိုဖြစ်ပေါ်နေတဲ့ကိုယ့်ရဲ့ပစ္စည်းဥစ္စာစီးစိမ်ချမ်းသာကြွယ်ဝမှုမျိုးကိုတခြားလူတွေမှာမဖြစ်စေချင်တဲ့စိတ်ဓာတ်ပဲကျင်းမြောင်းတဲ့စိတ်ဓာတ်ငါသာငါအတွက်သာဆိုတဲ့ကျင်းမြောင်းတဲ့အတွေးခေါ်တယ်ဒါမစ္စရိယလို့ခေါ်တယ်အဲ့ဒီမစ္စရိယရဲ့နောက်ွယ်မှာဘာလိုက်လာတော့ဆိုရင်ဒေါသဆိုတဲ့တရားနဲ့ဒေါသဆိုတဲ့တရားမုန်းတိမှုဆိုတာလိုက်ပါလာတတ်တယ်ဆိုပါစို့တိရစ္ဆာန်လေးတွေကိုကြည့်လိုက်မစ္စရိယသဘောကိုသိချင်လို့ရှိရင်တိရစ္ဆာန်လေးတစ်ကောင်ခွေးလေးနှစ်ကောင်ဆိုပါစို့ဆော့ကစားနေတဲ့ခြားမှာကြက်ရိုးလေးအမဲရိုးလေးဖြစ်ဖြစ်ချပေးလိုက်လို့ရှိရင်တရိုးတဲ့ကိုလူကြမှာပဲလူကြမှာကြိုက်ကြမယ်အဲ့ဒီမှာရသွားတဲ့အကောင်ကိုမရတဲ့အကောင်ကမနာလို့ဖြစ်တယ်ရသွားတဲ့အကောင်ကလည်းသူရထားတဲ့ဟာလေးကိုဆုပ်ကင်ထားပြီးတော့ကြံတဲ့ကောင်ကိုရန်လုတ်လို့တဲ့စိတ်တွေဖြစ်လာပို့ပြီးတော့ထင်ရှားတာကြောင်လေးတစ်ကောင်ရဲ့ပါဇက်ထဲကြွက်ရောက်လာလို့ရှိရင်မန်းဖီးတယ်ဆိုတာအလုံးမြင်ဘူးနေကြအဲ့တော့မန်းဖီးတယ်ဆိုတာဘာအဓိပ္ပာယ်လဲလို့ဆိုရင်ငါဟာလာမထိနဲ့ဒါငါဟာဆိုတဲ့အဓိပ္ပာယ်ပဲသူဟောထိမယ်ဆိုရင်ကုတ်မယ်ကြိုက်မယ်ပေါ့တိုက်ခိုက်မယ်ဆိုတဲ့အဓိပ္ပာယ်တိရစ္ဆာန်ယုံကြီးတွေမှာကြားတွေတို့ခြင်သေးတွေတို့အစာကျွေးတဲ့အခါမှာသူတို့ပါဇက်ထဲမှာအသားတုံးတုံးရောက်သွားတာနဲ့တပြိုင်နက်ကြိုက်ထားပြီးတော့မန်ဖီးနေတာအစမန်လို့ဒီလိုဆိုလို့ရှိအချင်းချင်းလဲကြိုက်မှာပဲဘယ်သူမှသူတို့ပိုင်ဆိုင်တဲ့ဟာတခုတခြားလူပိုင်ဆိုင်ခွင့်မပေးမန်ထပြီးတော့ရန်လုံနေတဲ့သဘောတွေဟာမစ္စရိယနောက်ဒေါသလိုက်လာတဲ့သဘောပဲပေါ့လူတွေမှာလည်းအထို့တူပဲကိုပိုင်လာတဲ့ပစ္စည်းကိုတစ်ဖက်သားတွေမရစေချင်ဘူးဆိုတဲ့စိတ်နဲ့ကိုကလူတွေဟာမစ္စရိယကိုအကြောင်းပြုပြီးတော့ကာဝယ်ဆောင်ရှောက်မှုတွေဒေါသတွေဒီလိုတွေဖြစ်လာငါဟာမထိနဲ့ဆိုတဲ့စိတ်ဓာတ်မျိုးတွေဝင်လာတယ်ပေါ့အဲ့ဒါလို့မစ္စရိယတရားဆိုတာငါအတွက်သာမိသားစုထဲမှာတောင်တစ်ခါတလေဒါမျိုးကရှိတတ်တယ်ငါဟာမထိနဲ့ငါဟာမကင်နဲ့ဆိုတာမျိုးအဲ့ဒါမျိုးတွေမစ္စရိယရဲ့သဘောတရားဟာကျင်းမြောင်းပြီးတော့ကိုယ့်အတွက်သာစဉ်းစားတာကိုမစ္စရိယလို့ခေါ်တယ်စာကဆိုတာကြတော့အဲ့ဒါလို့မဟုတ်ဘူးစွန့်လွတ်တဲ့နိနာခံတဲ့ငါဟာရဲ့လို့မတတ်မှတ်ဘူးအလုံးတို့တူတူညီညီပဲ
အလုံးတူတူစားကြမယ်တူတူသုံးကြမယ်ငါမှဒါရှိရင်သူ့မှလည်းဒါမျိုးရှိပါစေဒီလိုမျှဝေထတဲ့သဘောကိုစာကလို့ခေါ်တာစာကနဲ့ပတ်သက်ပြီးဝိကတမစ္စေရမလပရိယုဋ္ဌိတေနစေတတာအခါရံအစ္ဆဝတ္တိရသော်ဗျာရဲ့ဓမ္မတွေထဲမှာပါတယ်မစ္စရိယဆိုတဲ့အညစ်အကြေးကင်းတဲ့စိတ်ဓာတ်နဲ့အိမ်မှာနေတာတဲ့အိမ်မှာနေတယ်ယာစယောဂောဘသူကနေပြီးတော့ကိုမိသားစုတွေပဲဖြစ်ဖြစ်ဒါတောင်းရင်ပေးဖို့အစဉ်သင်းဖြစ်တယ်ပယတပါဏိဆေးကြောပြီးသားလက်ရှိတယ်ဆိုတာကိုယ့်လက်ဟာအမြဲတမ်းပေးဖို့ကံဖို့အစဉ်သင်းဖြစ်နေငါသာဆိုတဲ့စိတ်ဓာတ်မရှိလို့ပေးကိုယ်ရှိတာအကုန်ပေးတာလို့ဒီလိုဆိုလိုတာမဟုတ်ဘူးမျှဝေတတ်တဲ့သဘောကိုဆိုလိုတယ်ပေါ့မျှဝေတတ်တယ်တချို့ကြတော့မျှဝေတတ်တဲ့စိတ်ကိုမရှိဘူးကိုယ့်အတွက်ပဲကိုယ်တယောက်တည်းမကုန်လည်းပဲသူများကိုမပေးဘူးဒီလိုဟာမျိုးပေါ့နော်အေးမျှဝေတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ကဘာပဲဖြစ်ဖြစ်ဒီစားစရာလေးမုံလေးတစ်ချက်ရလာရင်လေတစ်ဖက်စီစားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးရှိတာအဲ့ဒါမျိုးကိုစာခလို့ခေါ်တယ်တစ်ဖက်သားကိုပေးဝေဖို့မျှစားဖို့ဆိုတဲ့စိတ်ဓာတ်အဲ့ဒါလို့မျှတလို့တဲ့စိတ်ဓာတ်မျိုးဟာစာခလို့ခေါ်တယ်အဲ့ဒီစာခဆိုတဲ့သဘောတရားဟာဒီမစ္စရိယဆိုတဲ့အညစ်အကြေးကင်းနေလို့စာခဆိုတဲ့အလှူဒါနဆိုတာဖြစ်ပေါ်လာအဲ့ဒီလိုတရားတော့ရှိပါရဲ့သီလလည်းရှိပါရဲ့ပညာလည်းရှိပါရဲ့စာခရှိတဲ့ပုဂ္ဂိုလ်သို့မဟုတ်လှူမှုတမ်းမှုရှိတဲ့ပုဂ္ဂိုလ်ရှိတယ်မရှိတဲ့ပုဂ္ဂိုလ်မရှိဘူးနှမျိုးကွဲပြားလာသေးတယ်ပေါ့လူတွေဟာတရားချင်းလဲတူမျှကြတယ်ကိုချင်းသီလချင်းလဲတူမျှကြတယ်အသိပညာချင်းလဲတူမျှကြတယ်ဒါပေမဲ့လို့ထူးခြားတဲ့နေရာတစ်ခုကတော့တယောက်ကလှူမှုတမ်းမှုအလှူဒါနကိုမျက်နှိုးတယ်တဦးကအေးကိုရလာတာကိုစားမယ်ကိုဟာကိုပဲသုံးမယ်သူများကိုမစင်စားဘူးမမျှဝေဘူးဆိုတဲ့လူမျိုးလည်းရှိတယ်ပေါ့အဲ့ဒီနေရာလေးမှာသူများနဲ့မျှပြီးသုံးမယ်ဆိုတဲ့အလှူဒါနကိုမျက်နှိုးတဲ့ပုဂ္ဂိုလ်မျက်နှိုးပြီးတော့အလှူဒါနပြုတဲ့ပုဂ္ဂိုလ်ကတယောက်အလှူဒါနမပြုဘဲကိုယ်သာသုံးမယ်ဆိုတဲ့ပုဂ္ဂိုလ်ကတယောက်အဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်ကွဲပြားခြားနားမှုကရှိသလားဆိုတဲ့မေးခွန်းတစ်ခုတက်နော်ရသော်ဘုရားသခင်ကိုရောမြတ်လက်ထက်တော်အခါကာလတုန်းကတာဝတိမြို့မှာကောသလမင်းကြီးရဲ့သမီးတော်တစ်ပါးဖြစ်တဲ့သူမနာဆိုတဲ့မင်းသမီးလေးရှိတယ်သူ့မှာအချမ်းရံအမျိုးသမီး900ရှိတော့ဖခင်လုပ်တဲ့ပုဂ္ဂိုလ်ကသမီးပျော်ပျော်ပါးပါးနေနိုင်အောင်လို့မြင်းလဲမြင်းယထာ900သူ့အဖော်တွေနဲ့အချမ်းရံနဲ့ဘယ်သွားအဖော်900မြင်းယထာ900စီမံပြီးတော့လုပ်ပေးထားတယ်အဲ့ဒီခေတ်ကအကောင်းဆုံးယင်ပေါ့ခုခေတ်ဆိုရင်တော့ကားအစီး900ပေးထားမှာပေါ့နော်အဲ့ဒီခေတ်ကမြင်းယထာအစီး900ဘယ်သွားသူ့အချမ်းရံနေနဲ့သူအဲ့ဒါလို့မြဲထားတွေစီးပြီးတော့ဥယျာဉ်တွေသွားကြတယ်မြို့ပြင်ပျော်ပွဲစားထွက်ကြတယ်ဆိုတာတွေလောက်ကြအဲ့ဒီမင်းသမီးလေးကအသိဉာဏ်အမတ္တမရှိတယ်ပေါ့ဒီနေ့တော့မြတ်စွာဘုရားစီရောက်ပြီးတော့သူကောင်းထဲမှာပေါ်လာတဲ့မေးခွန်းတစ်ခုကိုသူမေးတယ်ဘုရားကိုသွားလျှောက်တယ်တပည့်တော်မေးခွန်းတစ်ခုမေးပြရစေပါတဲ့လောကမှာလူဖြစ်လာပြီးတဲ့နောက်မှာတယောက်နဲ့တယောက်တရားချင်းလဲတူကြတယ်ကိုချင်းသီလချင်းလဲတူကြတယ်အသိပညာချင်းလဲတူကြတယ်ဒါပေမဲ့လို့တယောက်ကလှူမှုတမ်းမှုပြုတော့လဲနောက်တယောက်ကလှူမှုတမ်းမှုမပြုဘူးဆိုလို့ရှိရင်သူတို့နှစ်ဦးကြားဟာဒါနရှိမရှိဒီအကြောင်းတစ်ခုကွဲပြားသည့်အတွက်ကြောင့်ဘဝခရီးသွားတဲ့အခါမှာကွဲပြားခြားနားမှုတွေရှိနိုင်ပါသလားလို့မြတ်စွာဘုရားကိုလျှောက်တယ်သူလျှောက်တယ်အဲ့တော့လူဘဝမှာတယောက်ကလှူတယ်တယောက်ကမလှူဘူးပေါ့
ဘဝမှာလူဖြစ်ကြတယ်တယောက်ကအလှူဒါနကိုမြတ်နိုးတယ်တယောက်ကအလှူဒါနကိုမမြတ်နိုးအဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်ဟာနောက်ဘဝရောက်တဲ့အခါမှာကွဲပြားခြားနားမှုရှိသလားလို့ဆိုမြတ်စွာဘုရားကရှိတယ်တဲ့နော်ဒီပြင်အရေးချင်းတွေတူတယ်တရားတရားချင်းလည်းတူတယ်သီလချင်းလည်းတူတယ်အသိပညာချင်းလည်းတူတယ်သို့တော့လှူဒန်းမှုကြတော့ကွဲပြားခြားနားသွားတယ်တယောက်ကလှူတယ်တယောက်ကမလှူဘူးဆိုလို့ရှိရင်ကွဲပြားခြားနားမှုရှိတယ်တဲ့ဆိုပါစို့လူဘဝကနေတည်သွားလို့နတ်ဖြစ်တယ်ဆိုရင်အလှူဒါနလုပ်တဲ့လူနဲ့အလှူဒါနမလုပ်တဲ့လူဟာဘယ်လိုကွဲပြားတော့ဆိုတော့မြတ်စွာဘုရားကဖြေတယ်အလှူဒါနလုပ်တဲ့ပုဂ္ဂိုလ်ကတဲ့အသက်ပိုးရှည်တယ်အဆင့်ပိုပြီးတော့လှတယ်ချမ်းသာဒုက္ခပိုပြီးတော့ကြီးမားတယ်အချမ်းအယံတွေပိုပြီးတော့များတယ်နော်ဩဇာအာဏာအစိုးရမှုတွေပိုပြီးတော့များတယ်လို့ဟောရှင်လိုက်တဲ့အခါကွဲပြားခြားနားမှုရှိတယ်လို့ဆိုလို့တရားဆိုတဲ့စွမ်းအားတူတယ်သီလဆိုတဲ့စွမ်းအားလည်းတူတယ်ပညာဆိုတဲ့စွမ်းအားလည်းတူတယ်ပေါ့ဒါတွေတူပြီးတော့မိမိဘဝမှာလှူဒန်းမှုရှိသူနဲ့မရှိသူအဲ့လိုကွဲပြားခြားနားသွားတယ်လှူဒန်းမှုမရှိတဲ့ပုဂ္ဂိုလ်ကိုလှူဒန်းမှုရှိတဲ့ပုဂ္ဂိုလ်ကအသက်အားဖြင့်လဲသားလွန်တယ်အဆင်းအယောင်အားဖြင့်လဲသားလွန်တယ်ချမ်းသာဒုက္ခအားဖြင့်လဲသားလွန်တယ်အချမ်းသာအကျော်စောအားဖြင့်လဲသားလွန်တယ်နောက်ဆုံးမှာဩဇာအာဏာတကူကြီးထွားမှုလဲသူကသားလွန်တယ်အဲ့တော့ခဏခေတ်လူတွေထဲမှာကြည့်ပေါ့မိသားစုတစုထဲမှာကွဲပြားခြားနားမှုတွေရှိလိမ့်အဲ့ဒါတွေကိုစနစ်တကျလေ့လာပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ကွဲပြားခြားနားတာတွေတွေ့နိုင်တယ်ပေါ့ကွဲပြားခြားနားတာတွေ့အဲ့တော့မြတ်စွာဘုရားကဖြေလိုက်တဲ့အခါမှာသူဗ္ဗနာမင်းသမီးကထပ်မေးတယ်အရှင်ဘုရားတဲ့အဲ့ဒါလို့နတ်ပြည်ရောက်တဲ့အခါကွဲပြားခြားနားမှုရှိလို့သူတို့ဟာနတ်ဘဝကနေသုတေလို့လူဘဝရောက်လာပြန်ရင်ရောကွဲပြားခြားနားမှုရှိနိုင်သလားတဲ့ဒုတိယမေးခွန်းကအဲ့လိုမေးတော့မြတ်စွာဘုရားရှိတယ်တဲ့လူဖြစ်လာလို့ရှိရင်လည်းကွဲပြားခြားနားတယ်ဘယ်လိုကွဲပြားခြားနားတော့ဆိုဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကနော်ဒါနကောင်းမှုမရှိတဲ့ပုဂ္ဂိုလ်တရားသီလပညာတူညီတော်လဲဒါနမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ကိုဒါနရှိတဲ့ပုဂ္ဂိုလ်ကအသက်အားဖြင့်လဲသားလွန်တယ်တဲ့သက်ရှည်မှုအားဖြင့်လဲသားလွန်တယ်အစင်းလှပမှုအားဖြင့်လဲသားလွန်တယ်ချမ်းသာဒုက္ခများမှုအားဖြင့်လဲသားလွန်တယ်အချမ်းအယံများမှုအားဖြင့်လဲသားလွန်ပြီးတော့ဩဇာအာဏာအရှိန်အဝါကြီးမှုအနေနဲ့လဲသားလွန်တယ်ဟောလူဖြစ်လာတဲ့အခါမှာလဲကွဲပြားခြားနားမှုရှိတယ်ခဏခေတ်မှာလဲတည်တည်ချာချာလေးလာစဉ်းစားကြည့်ပေါ့မိသားစုထဲမှာညီကိုမောင်နှမတွေရှိကြတဲ့အထက်အားလုံးဟာတမေအေတဲ့တဖေအေတဲ့ကမွေးလာပေမဲ့လို့အရွယ်ရောက်လို့အသီးအိမ်တော်ရသားကြလို့ခွဲသွားတဲ့အခါမှာကြီးပွားသူနဲ့မကြီးပွားသူဆိုတာခဏခေတ်မှာတည်းပဲလေးလာသုံးသပ်ကြည့်လို့ရတာအစင်းရောင်အစင်းအားဖြင့်လဲလေးလာသုံးသပ်ကြည့်လို့ရတယ်ဒီမအေဒီဖေအေကမွေးတာဖြစ်တော်လဲပဲတချို့ကရုပ်ပူလှတယ်တချို့ကရုပ်ညံ့တယ်တချို့ကအသက်ပိုးရှည်တယ်တချို့ကအသက်မရှိဘူးတချို့ကပိုပြီးတော့ချမ်းသာတယ်တချို့ကပိုပြီးတော့မချမ်းသာဘူးမတူညီတဲ့အနေအထားတွေဟာခဏတည်းပဲလက်တွေ့လိုက်ရှာကြည့်မယ်ဆိုရင်တွေ့နိုင်တယ်ပေါ့မြတ်စွာဘုရားရဲ့ဆုံးဖြတ်ချက်အရဆိုရင်ဘယ်သူမပြုမိမိမှုဆိုတဲ့အတိုင်းကိုလုပ်ခဲ့တဲ့လုပ်ရက်တွေဟာကိုယ့်ရဲ့ကံကြမ္မာပုံရိပ်တွေကကိုယ့်မျက်နှာမှာကိုယ့်ဘဝမှာလာပြီးတော့ပုံဖော်ပေးထားတဲ့အတိုင်းပဲဖြစ်ကြတယ်မိသားစုထဲမှာအမေတူအဖေတူကမွေးထားတာချင်းတူတော်လဲချမ်းသာကြွယ်ဝမှုဆိုတာမတူကြဘူးအတတ်ပညာတတ်ကြမှုဆိုတာလည်းမတူကြဘူးအဲ့ဒါလို့မတူညီမှုဟာပစ္စုပန်အကြောင်းတစ်ခုတည်းကြီးလည်းမဟုတ်ဘူးအတိတ်အကြောင်းလည်းပါတယ်ဆိုတာအမတ္တမထင်ရှားတယ်ပေါ့အဲ့ဒီတော့သူမနာမင်းသမီးလေးကမေခွန်းတစ်ခုထပ်မေးတယ်ရှင်ဘုရားတဲ့လူဘဝမှာအဲ့ဒါလို့ကွဲပြားခြားနာပြီဟုတ်ပြီကွဲပြားခြားနာသွားတဲ့အခါမှာသူတို့
နှစ်ဦးဒါနရှိသူနဲ့မရှိသူဘုန်းကြီးဝတ်ကြမယ်ဆိုရင်ရောနော်ခုဘဝမှာဆိုရင်သီလရှင်ဝတ်ကြမယ်ဆိုရင်ရောသူတို့မှာကွဲပြားခြားနားမှုများရှိနိုင်သေးသလားလှူခဲ့သူနဲ့မလှူခဲ့သူဟာဘဝမှာတူတူလျှောက်လန်းနေပြီမဲ့လို့လှူခဲ့တဲ့အလှူဒါနရှိတဲ့ပုဂ္ဂိုလ်နဲ့မရှိတဲ့ပုဂ္ဂိုလ်ဟာဘုန်းကြီးဝတ်တဲ့အခါမှာတူမှုကွဲပြားခြားနားမှုများရှိပါသလားလို့မြတ်စွာဘုရားထပ်လျှောက်တော့ရှိတယ်တဲ့ဘုန်းကြီးဖြစ်လာတဲ့အခါမှာလည်းပဲတဲ့စွမ်းသင်္ကန်းကြောင်းဆေးလို့ဆိုတဲ့ရဟန်းတော်တွေအသုံးဆောင်ပစ္စည်း၄ပါးကိုဒါနကောင်းမှုရှိတဲ့ယဟန်ဒါနကောင်းမှုမရှိတဲ့ပုဂ္ဂိုလ်ကြတော့လှူမဲ့တမ်းမဲ့လူနည်းပြီးတော့ဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကြတော့ဒီလှူခြင်းတဲ့ပုဂ္ဂိုလ်ကတောင်းပန်ပန်နဲ့ဒီစွမ်းလေးဖုံးမေးပါအောင်လှူပါရစေအောင်ဒီသင်္ကန်းလေးလှူပါရစေအောင်ဒီကြောင်းလေးလှူပါရစေအောင်ဒီဆေးလေးလှူပါရစေအောင်လို့တောင်းပန်ပန်နဲ့နော်မလိုချင်ဘူးဆိုတာတောင်းပန်ပန်နဲ့လူတွေကလာပြီးတော့လှူကြတာတန်းကြတာကိုရရှိနိုင်တယ်ဒါဟာဒါနကောင်းမှုရဲ့စွမ်းဆောင်မှုပဲဖြစ်တယ်အတိတ်ဘဝတုန်းကလုပ်ခဲ့တဲ့အလှူဒါနရဲ့စွမ်းဆောင်မှုအလှူဒါနမရှိတဲ့ပုဂ္ဂိုလ်ကြတော့နော်အခုလိုတောင်းပန်ပြီးတော့လာလှူတာမျိုးမရှိဘူးတဲ့နော်ဘုန်းကြီးချင်းတူပေမဲ့လို့မတူဘူးဆိုတာမျိုးကိုမြတ်စွာဘုရားရှင်းလင်းဟောပြောတာတောင်းပန်ပန်နဲ့လှူတဲ့သင်္ကန်းတောင်းပန်ပန်နဲ့လှူတဲ့စွမ်းတောင်းပန်ပန်နဲ့လှူတဲ့ကြောင်းတောင်းပန်ပန်နဲ့လှူတဲ့ဆေးကိုအသုံးပြုရတာများတယ်ဒါရင်လားလို့ဆိုမကဘူးတဲ့မိမိနဲ့သတင်းသုံးနေထိုင်ဘက်ယဟန်တန်ကအချင်းချင်းမှလည်းပဲတဲ့သူကိစ္စဆိုလို့ရှိရင်ဒါနကောင်းမှုရှိခဲ့တဲ့ကိုတော်ဆိုလို့ရှိရင်ကိုယ့်ရဲ့မိတ်ဆွေသင်္ကယဟန်ချင်းချင်းမျက်မျက်နှိုးနှိုးသူ့အပေါ်မှာဆက်ဆံကြတယ်ဝစီကံနဲ့ဆက်ဆံတယ်ကာယကံနဲ့ဆက်ဆံတယ်မနောကံနဲ့ဆက်ဆံတယ်မျက်မျက်နှိုးနှိုးလေးလေးစားစားသူ့အပေါ်မှာပြုမှုကြအဲ့ဒါလို့အကျိုးကျေးဇူးတွေကိုရနိုင်တယ်ဒါတွေမကဘူးဘာပဲလှုပ်ပေးရမျက်နှိုးနှိုးနဲ့သူကိစ္စဆိုရင်လှုပ်ပေးကြတယ်ဟောဌာနရှိတဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒါလို့ယဟန်ဖြစ်လာလို့ရှိရင်လေမတူဘူးတဲ့အလှူဒါနရဲ့စွမ်းဆောင်မှုဟာအဲ့ဒီထိအောင်ကြီးမားလာတယ်လို့မြတ်စွာဘုရားဟောတယ်နော်ဒါတွေဟာသီလချင်းတူတူတတ္ထာချင်းတူတူသီလချင်းတူတူပညာချင်းတူတူမှာဒါနရှိမှုမရှိမှုရဲ့ဒါနရဲ့စွမ်းဆောင်မှုဟာအခုလိုကြီးမားတယ်လို့မြတ်စွာဘုရားဒီလိုဟောတာဘဝမှာဒါဖြင့်ဘုရားတဲ့တရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်လို့ဒီယဟန်တော်တွေဟာခဏကစွမ်းသင်္ကန်းကြောင်းစေပစ္စည်းလေးပါပေါများတဲ့ယဟန်နဲ့မပေါများတဲ့ယဟန်တရားဓမ္မတွေကမျက်နှိုးနှိုးနဲ့ဆက်ဆံကြည်ညိုမှုကိုခံရတဲ့ယဟန်သတင်းသုံးပေါ်တွေကမျက်နှိုးနှိုးလေးစားတာကိုခံရတဲ့ယဟန်နဲ့မခံရတဲ့ယဟန်ဝိပဿနာတရားအားထုတ်ကြလို့နှစ်ပါးလုံးဟာယဟန္တာဖြစ်သွားပြီသူတို့ရတဲ့ယဟန္တာအဖြစ်ကိုရောက်စေတတ်တဲ့အရတ္တမေအရတ္တဖို့ဆိုတဲ့ဒီတရားထုတရားမြတ်နဲ့ပတ်သက်ပြီးတော့ရောကွဲပြားခြားနားမှုရှိပါသေးသလားလို့စကားကုန်အောင်မေးတော့မြတ်စွာဘုရားကရလာတဲ့တရားထုနဲ့ပတ်သက်လာလို့ရှင်ကတော့ဒါနမရှိတဲ့ပုဂ္ဂိုလ်ရဲ့အရတ္တမေအရတ္တဖို့ဒါနရှိတဲ့ပုဂ္ဂိုလ်ရဲ့အရတ္တမေအရတ္တဖို့ဆိုတဲ့ဒီတရားထုတရားမြတ်နေရာမှာတော့ကွဲပြားခြားနားမှုမရှိဘူးတဲ့နော်ဘယ်ပုဂ္ဂိုလ်ရဲ့ရတ္တမေရတ္တဖို့ပဲဖြစ်ဖြစ်ကိလေသာအလုံးကိုဖယ်ရှားပြစ်နိုင်တယ်အဲ့ဒီမှာကြတော့တူညီတယ်လို့ဓမ္မနဲ့ပတ်သက်တဲ့အခါကျတော့တူညီတယ်အဲ့ဒီမတိုင်ခင်ဘဝခရီးလျှောက်လန်းတဲ့အခါမှာအလှူဒါနရဲ့စွမ်းဆောင်မှုတွေဟာကြီးမားတယ်ဒါနရဲ့စွမ်းဆောင်မှုဟာအဲ့ဒါလောက်ထိအောင်ဘဝမှာနတ်ဖြစ်လို့ရှိရင်လည်းအထက်တန်းစားဖြစ်တယ်လူဖြစ်ရင်လည်းအထက်တန်းစားဖြစ်တယ်ယဟန်ဖြစ်ပြန်လို့ရှိရင်လည်းအထက်တန်းစားကိုရောက်တယ်လို့ဒီအတိုင်းတာဘဝခရီးလျှောက်လန်းတဲ့အခါမှာအဗ္ဗဓမ္မစွမ်းဆောင်မှုကြီးမားတယ်လို့မြတ်စွာဘုရားကဒီလိုဟောတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘ
ဘုန်းကြီးတို့တွေအသိဉာဏ်ရှိနဲ့တို့တွေတရားဆိုတဲ့စွမ်းအားတွေတို့မှရှိတယ်သီလဆိုတဲ့စွမ်းအားတွေရှိတယ်ပညာဆိုတဲ့စွမ်းအားတွေရှိတယ်လို့အလှူဒါနပြုမှုဆိုတဲ့စာခဆိုတဲ့စွမ်းအားရှိဖို့လိုသေးတယ်အလှူဒါနပြုခြင်းဆိုတဲ့စာခစွမ်းအားဟာဤမြတ်စွမ်းဆောင်နိုင်တာပါလားလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ဒီဖြေကြားထားတဲ့သုမနသုတ်တံမှာလာတဲ့ဒီအဖြေကိုနာယူမှတ်သားကြလို့ဒီဘုန်းကြီးတို့တွေမှာဘဝခရီးကိုသွားတဲ့လူတိုင်းဟာတရားလဲရှိအောင်ကြိုးစားရမယ်သီလရှိအောင်လဲကြိုးစားရမယ်စာခဆိုတဲ့အလှမှုတမ်းမှုလဲရှိအောင်ကြိုးစားရမယ်ပညာလို့ဆိုတဲ့အသိပညာလဲရှိအောင်ကြိုးစားစွမ်းဆောင်မှုတွေဟာတစ်ခုနဲ့တစ်ခုမတူဘူးအခုဒီကနေ့ညအလှဒါနရဲ့စွမ်းဆောင်မှုဆိုတာကိုနာယူမှတ်သားကြရတယ်ဗျအလှဒါနရဲ့စွမ်းဆောင်မှုဟာနတ်ဖြစ်လို့ရှိရင်လည်းအသက်ရှည်တယ်ဆင်းလာတယ်ချမ်းသာဒုက္ခများတယ်အချမ်းရံကြီးမားတယ်တကုအရှိန်စောကြီးမားတယ်လူဖြစ်ရင်လည်းထို့တူပဲယဟန်ဖြစ်လို့ရှိရင်လည်းဘုံကြီးတယ်ဆိုတဲ့စွမ်းဆောင်မှုတွေဟာအလှဒါနရဲ့စွမ်းဆောင်မှုမျိုးတွေသာဖြစ်တယ်ဆိုတာကိုနာယူမှတ်သားကြပြီးတရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့အလှဒါနရဲ့စွမ်းဆောင်မှုကိုသိရှိပြီးကောင်းမြတ်တဲ့အည်အသွေးတွေဒုတဏ္ဍာမှာရအောင်ဒုတွေဟာအတိညာရှိတဲ့ဘဝမှာအမှတ်တမဲ့မနေကြပဲနဲ့ကောင်းမြတ်တဲ့ကိုချင်းတရားတွေကောင်းမြတ်တဲ့စွမ်းအားရှိတဲ့သဘာဝတရားတွေကိုယ်တဏ္ဍာမှာရှိအောင်ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီအတိညာရပြီးကြင်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေဒုသင်္ကမမနောတရတိတဗ္ဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေဒုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗ္ဗေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင့်မြတ်ဖြူစင်အေးကြည်လင်သည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်းဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေးမြတ်ကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွဲညကုန်သည်ဖြစ်၍သူကဏကလေအောင်လေးတဲ့ရောရှဲသင်ပြန့်ပီတိတည်းဟုသောယနန်းတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း